မှလွယ်လွယ်ကူကူနဲ့ကြည့်ဘဝပြုတတ်ကြတယ်အဲ့ဒီကြည့်နောက်မှာပါလာတဲ့ responsibility တာဝန်ယူမှုအဲ့ဒီအရာတော့ဘယ်လောက်ထိကျမတို့စက်ကဲရမှာလဲပေးဆက်ရမှာလဲဆိုတာကိုကျမတို့မတွေးပဲနဲ့လွတ်ဆောင်တတ်တယ်ဆိုတာကိုတွေးရတယ်ဒီနေ့မှလည်းဒီမှာထိုင်နေကြတဲ့ယုံကြည်သူတွေကရောဖျားနဲ့ကျမတို့ကြားထဲမှာလက်မှတ်ထိုးထားတာရှိကြည့်ပေးထားတာရှိတယ်ကျမတို့ဒါလုံးနဲ့ဖျားခင်ဆိုပြီးတော့မှကျမတို့ဝမ်းသာနေတဲ့အချိန်မှာကျမတို့ပေးထားတဲ့ကြည့်ရှိကြသလားပေါ့နော်ကြည့်တစ်ခုချင်းစီကိုတော့ကျမကမသိပေမဲ့ကျမတို့အားလုံးပေါင်းပြီးတော့ပေးထားတဲ့ကြည့်တစ်ခုရှိအဲ့ဒါကဘာလဲဆိုရင်ဒီနေ့ကပင်တင်ကုတ်တေနေ့ကိုကျင်းပပြီးတော့ဒုတိယတစ်ပတ်ဖြစ်တယ်ပေါ့နော်14ရက်မြောက်ပင်တင်ကုတ်တေနေ့ကိုအောက်နေ့ပြီးတော့မှကျင်းပပြီးတော့မှ14ရက်မြောက်နေ့ဖြစ်တဲ့အခါမှာကျမတို့ပင်တင်ကုတ်တေနေ့ကိုကျင်းပတဲ့အခါမှာတက်ရှင်တော်ဝင်တော်ဆင်းကြွလာတဲ့မိအားဖြစ်တော်၎င်းမိုးတဲတော်အားဖြစ်မိအားဖြစ်တော်၎င်းလေအားဖြစ်တော်၎င်းဆင်းကြွလာတဲ့ဓမ္မဟောင်းထဲမှာကြည့်လိုက်မယ်ဆိုဘုရားသခင်ကသူတို့နဲ့အတူရှိခြင်းကိုတဲတော်အားဖြစ်တော်၎င်းဗိမာန်တော်အားဖြစ်တော်၎င်းမိတိမ်တိုင်အားဖြစ်တော်၎င်းမိုးတိုင်အားဖြစ်တော်၎င်းဘုရားသခင်ကသူတို့နဲ့အတူရှိကြောင်းကိုပြတာတယ်ပေါ့နော်ဒီလိုပဲဓမ္မတစ်ထဲမှာသခင်ယေရှုခရစ်တော်ဘုရားကကျမတို့နဲ့အတူရှိတယ်ဆိုတဲ့အရာကိုသက်ရှင်တော်ဝိညာဉ်တော်ဘုရားဆင်းကြွလာခြင်းအဖြစ်ကျမတို့နဲ့အတူရှိခြင်းအဖြစ်ကျမတို့ကိုတတ်သိပေးတယ်။လွန်ခဲ့တဲ့14ရက်နှစ်ပတ်လုံးကတော့ကျမတို့ကျင်းပတယ်နော်အတင်းတော်မှာဒီပင်တေကုတ်တေလေးနေ့မှာသက်ရှင်တော်ဝိညာဉ်တော်ဘုရားဆင်းကြွလာခြင်းကိုကျမတို့အောက်မေ့တယ်။ကျမတို့ဂုဏ်ပြုတဲ့အတင်းတော်တွေစပြီးတော့မှပေါ်ပေါက်လာတဲ့သက်ရှင်တော်ဝိညာဉ်တော်ဘုရားအားဖြင့်ငါတို့တွေလှုပ်ဆောင်နိုင်တယ်ဆိုတဲ့အရာကိုကျမတို့ဒီအဲ့ဒီနေ့မှာချီးမွမ်းတယ်။အဲ့ဒီနေ့မှာကျမတို့ဘာကိုအောက်မေ့တာလဲ။ကျမတို့နဲ့အတူသက်ရှင်တော်ဝိညာဉ်တော်ဘုရားရဲ့ရှိခြင်းလမ်းပြခြင်းဖွင့်ကခြင်းကိုကျမတို့အောက်မေ့ခဲ့ကြတယ်ဆိုတာကိုကျမတို့တွေ့ရတယ်။ဒါပေမဲ့ကျမတို့အထဲမှာသက်ရှင်တော်ဝိညာဉ်တော်ဘုရားရှိတယ်ကျမတို့နဲ့တစိမ့်ထူထားတယ်ကျမတို့နဲ့ဂတိပေးရတယ်သက်ရှင်တော်ဝိညာဉ်တော်ဘုရားအသက်တာထဲမှာအသက်ရှင်မှာအလုံးလုံးပါလမ်းပြပါဆိုပြီးတော့ကျမတို့ဖိတ်ခေါ်ထားတယ်ကျမတို့နဲ့အတူရှိနေတဲ့သက်ရှင်တော်ဝိညာဉ်တော်ဘုရားကကျမတို့ရဲ့အသက်တာထဲမှာဒီနေ့မှာဘယ်လိုအလုံးလုံးနေလဲဆိုတာကိုဒီနေ့မှာဆင်ခြင်ဖို့ရအတွက်အတူတူဖိတ်ခေါ်ချင်ပါတယ်ကျမတို့ရဲ့အသက်တာထဲမှာသက်ရှင်တော်ဝိညာဉ်တော်ဘုရားကအတူရှိခြင်းကိုခံစားနေရသလားထီထူးခြားတဲ့အရာကိုကျမတို့တွေ့မြင်ရသလားထူးခြားတဲ့အရာကိုပြောလိုက်တဲ့အခါမှာဝိညာဉ်တော်ဘုရားဆင်းကြွလာတဲ့အခါမှာနေပြင်းအဖြစ်တော်၎င်းအမျိုးမျိုးတော့ဘာသာစကားပြောနိုင်တဲ့အရာမြည်ရှာခဲ့လို့တော့၎င်းဖြစ်ခဲ့တယ်အဲ့ဒီတုန်းကတော့ထူးခြားတဲ့နမိတ်လက္ခဏာဖြစ်တယ်ကျွန်တော်သက်ရှင်တော်ဝိညာဉ်တော်ဘုရားကိုအသက်တာထဲမှာအသက်ရှင်စေချင်တာကဒီထူးခြားတဲ့နမိတ်လက္ခဏာတွေကျွန်တော်တို့ကြောင်းလဲမဲ့အရာတွေကြောင်းလို့ပဲကျွန်တော်လက်ခံချင်တာပါဒါမှမဟုတ်အသက်တာထဲမှာသက်ရှင်တော်ဝိညာဉ်တော်ဘုရားနဲ့ရှောက်လန်းတဲ့အသက်တာကမိကဲလို့တော့အသက်တာဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အသက်တာထဲမှာလက်တွေ့အသက်ရှင်ပြဖို့ရအတွက်ကျမတို့ responsibility ရှိတယ်ဆိုတာကိုကျမတို့သိရနေတာဆိုတာကိုပြန်ပြီးတော့မှချိချရအောင်ဒါဆိုရင်ဒေသနာဝိညာဉ်တော်ဘုရားကိုစီကြလာခြင်းကိုကျမတို့အောက်မေ့ပြီးတော့ဒုတိယတစ်ပတ်ရောက်လာတဲ့အခါမှာဘာကိုပြန်ပြီးတော့အောက်မေ့ရမယ်တမန်တော်တွေကလည်းဝိညာဉ်တော်ဘုရားကိုဆင်းကြွလာပြီးတဲ့အခါမှာတောက်လောင်မှုတွေနိုးထမှုတွေဖြစ်ပြီးတော့ပြီးသွားဖို့သူတို့တွေလက်ဆက်ပြီးတော့ညင်ပန်းနေစမှုတွေလည်းခံရသေးတာအတင်းတော်ကြီးကြီးပွားဖို့အတင်းတော်ကြီးပြန်လည်ပြီးတော့မှယေရှုခရစ်တော်ရဲ့အကြောင်းကိုသူများတွေသိဖို့အတွက်နေရာတိုင်းမှာပြောရတာအနစ်နာခံရတာတွေပဲအများကြီးပဲဒီနေ့မှာကျမတို့ထဲမှာရှိတဲ့ဝိညာဉ်တော်ကလေဘယ်လိုမျိုးအသက်ရှင်နေသလဲဆိုတာကိုအတူတူဆင်ခြင်ဖို့ရအတွက်ဒီနေ့မှာကျမဂလာတိဩဝါဒစာအခန်းကြီး9အခန်းငယ်22ကနေ25ကိုအတူတူလေ့လာဖို့ရအတွက်ယူလာခဲ့ပါတယ်အဲ့ဒီဂလာတိဩဝါဒစာအခန်းကြီး9အခန်းငယ်22ကနေ25မှာဝိညာဉ်ပဂတိရဲ့တူပေါ်English လို့ဆိုရင် the fruit of the spirit ဆိုပြီးတော့မှအဲ့ဒီထဲမှာပြောပြထားတယ်ဒီထဲမှာကျမတို့ရဲ့အသက်တာထဲမှာဝိညာဉ်ရှိတယ်ဝိညာဉ်တော်သူရှိနေတယ်ဆိုရင်ဒီအတီးကတီးရမှာဖြစ်တယ်တီးနေသလားဘယ်လိုလဲဆိုတာကိုသူဆင်ခြင်ဖို့ရအတွက်ဖြစ်ပါတယ်ကျမတို့အပင်တစ်ပင်ကိုစိုက်တဲ့အခါမှာအဲ့ဒီအပင်ကဥပမာပြောမယ်ပန်းတီးပင်ကိုစိုက်တယ်3နှစ်လည်းအတီးမတီးလာဘူး4နှစ်လည်းအတီးမတီးလာဘူးအစပိုင်းကတော့အတီးမတီးလာတော့ဟုတ်တယ်15နှစ်အနည်း20အတိမတိတာပဲနဲ့ပိန်ချုံနေတဲ့အရွက်ကလည်းတီတီလေးတွေအဲ့ဒီအပင်ကကျမ်းမာတဲ့အပင်ကိုကျမတို့ပြောနိုင်လားမပြောနိုင်ဘူးဒီလိုမျိုးပဲကျမတို့ရဲ့အသက်တာထဲမှာလည်းဝိညာဉ်တော်ဖျားနဲ့ရှောက်လန်းတယ်ဝိညာဉ်တော်ဖျားကိုနေရာပေးတဲ့နမိတ်လက္ခဏာကျွယ်ဝခြင်းအောင်မြင်ခြင်းတွေပြောနေပြီမဲ့ဒီရဲ့ဝိညာဉ်တော်ဖျားကကျမတို့ရဲ့အသက်တာထဲမှာကြီးထွားနေကြလားအသက်တာထဲမှာကျမတို့ပြောဆိုခြင်းကြံနေထိုင်မှုမှာအတိအခွင့်ကိုကျမတို့ပြသနိုင်နေသလားဆိုတာကိုဒီနေ့ဂလာတိဩဝါဒစာကိုကြည့်ဖို့ရအတွက်ကျမအတူတူကဝိညာဉ်ချပါတယ်ဒီထဲမှာပေါ့နော်ဝိညာဉ်တော်နဲ့အသက်ရှင်တဲ့အသက်တာလို့ပြောလိုက်တဲ့အခါမှာဂလာတိခန်းကြီး9အခန်းငယ်20မှာပြောထားတယ်အတူတူဖတ်ကြည့်ကြရအောင်ငါအခန်းငယ်20ကိုတပိုက်ပဲနော်စစ်စစ်ဆရာထာဝီအမဆောမီချူဒူဒနာ